တကယ်嗯တော့ဘောနော်စံနှုန်းနဲ့စံညွှန်းနဲ့ဘောနော်တရားဥပဒေတွေဆိုတာဘောနော်လက်လက်လောက်ဘောင်မဝင်ဘူးဆိုတာညီတို့သိခဲ့တယ်ဘောနော်အဲ့တော့ကြောင့်မလို့ဒီစစ်တပ်ကိုကျန်တဲ့နီးနဲ့တော့တိုက်လို့ရမှာမဟုတ်လက်နက်ကင်ပြီးတိုက်မှရရမယ်ပေါ့ကျန်တဲ့စကားပြောတဲ့အပိုင်းကတော့စကားပြောတဲ့အပိုင်းပေါ့နော်ဥမာဆိုပါတော့စစ်ကောင်စီအနေနဲ့ AA တို့နဲ့စကားပြောခြင်းတယ် KIA တို့နဲ့စကားပြောခြင်းတယ်ဘာလို့စကားပြောခြင်းတာလဲတစ်ဖက်ကလက်နက်ရှိနေလို့လေနော်လက်နက်မရှိရင်အမေစုလိုပုဂ္ဂိုလ်ဗျာနော်နိုဘယ်ဆုရှင်တော်ဘန်းတာပဲလေနော်လက်ဟုတ်တယ်နက်မရှိရင်မရပါဘူးအဲ့တော့ကျတော့တက်ရင်ရတစ်ခုပေါ့နော်ငြိမ်းချမ်းရေးလို့ချင်းစစ်ပင်ထားဆိုတဲ့စကားရှိတာပဲအဲ့တော့ညီတို့အဲစစ်ပြင်ထားဖို့လိုတယ်ပေါ့နော်ငြိမ်းချမ်းရေးရယူဖို့အတွက်တော့မဟုတ်ဘူးပေါ့နော်အကောင်းဆုံးငြိမ်းချမ်းမှုတွေပေါ့နော်ရယူနိုင်ဖို့ပေါ့နော်ဘာကြောင့်လဲဆိုတော့ညီတို့ကပေါ့နော်သူတို့နဲ့ဆွေးနွေးဖို့အတွက်လက်နက်ကင်ခဲ့တာမဟုတ်ဘူးနော်တောင်းနော်တောင်းယူဖို့မဟုတ်ညီတို့တိုက်ယူဖို့သွားခဲ့တာပေါ့နော်